Yo mina alame mingala ba bya animeထောင်ကနေကြိုလိုက်ပါတယ်ဒီနေ့မှာတော့ Rango ဒါဒီမွန်ပြည့်ခဲ့ရင်ဆိုတဲ့ what if လေးကိုပြပြပေးမှာဖြစ်ပါတယ်ဒီ what if လေးကိုပြန်နိုင်မှုဆိုရင် Rango ရဲ့ခံယူချက်နဲ့စိတ်ထက်ပိုင်းဆိုင်ရာကိုပြောင်းလဲပြမရမှာပါဘာလို့ဆို Rango ကဘာတွေဘလို့ပဲဖြစ်နေပါစေတုတ်ကိုသူဒီမွန်အဖြစ်လုံးဝပြောင်းကန်မဲ့လူစားမျိုးမဟုတ်ပါဘူးRango ဟာ anime ထဲမှာ episode 9ခုတော့နေရာယူထားပါတယ် Rango ရဲ့ development ကဘယ်တော့မှအရှုံးမပေးတဲ့လူသားမျိုးဖြစ်တာကြောင့်တန်ကြီးတို့3ယောက်အတွက်လည်းကြီးမားတဲ့ inspiration တစ်ခုဖြစ်ခဲ့တယ်လို့ writer တွေအပေါ်မှာလည်းတော်တော်လေးကိုလွှမ်းမိုးနိုင်ခဲ့တဲ့ character ဖြစ်ခဲ့ပါတယ် Rango ဟာဒီမွန်လိုက်ကိုမုန်းနေပြီး human life ကတာသူ့သက်စစ်မှန်တဲ့အလှတရားဖြစ်တယ်လို့အကစားပြောခဲ့ပါတယ် Rango ဟာတည်ဆောင်ခြင်းကိုသာရွေးချယ်ခဲ့ပြီးသူ့ကိုယ်သူဒီမွန်အဖြစ်လုံးဝအပြောင်းမခံခဲ့ပါဘူးဒါပေမဲ့ Rango ဒါအကစားရဲ့စကားတွေကိုနားယောင်ပြီးတူးရှိမှရှိတဲ့အဆုံးမရှိနိုင်ခြင်းကိုရွေးချယ်ခဲ့ရင်ရောအဲ့ဒီအဆုံးမရှိနိုင်ခြင်းကနေစိုးဝါလှတဲ့မကောင်းဆိုးဝါးဖြစ်ပြောင်းလဲသွားမှာပါ Rango ဒါဒီမွန်ဖြစ်တာခဲ့ရင်ထန်းကြီးတို့ဇိန်းစုနဲ့ Inosuke တို့3ယောက်အတွက်လည်းအနေနဲ့ဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲ့အချိန်မှာညှို့ထက်တဲ့အခန်းနဲ့ပါဝင်နေတာကြောင့် Rango နဲ့အကစားတို့3ယောက်ဟာအကျိတ်တွေကိုထွက်ပြေးသွားကြမှာပါဒါမှဒါအရေးကြီးတဲ့ character တွေအကုန်လုံးအသက်ရှင်နိုင်မှာပါ Rango ဒါဒီမွန်ဖြစ်သွားတိုင်းတန်းကြီးတို့က Sunbreeding ကိုမတည်နိုင်တော့ပါဘူးဘာလို့ဆို Rango ရဲ့အဖေနဲ့တိတ်ဆောင်မှုခက်ခဲသွားတာကြောင့်ပါအကယ်၍ Rango ဒါဒီမောအဖြစ်ပြောင်းသွားမယ်ဆိုလို့ရှိရင်တေချာပေါက် Infinity Castle အမှပြန်လာမှာပါမူကန်ထွဲအပ်ပြီးသွားရင်အကုန်လုံးကအစီအစဉ်အတိုင်းဖြစ်သွားမှာပါဒါကြောင့် Infinity Castle အမှခိုင်းကကိုနာခေမဲအာကစားဒိုမခိုကိုရှိပုံနဲ့မူဇန်တို့ဒါမြင်တွေ့ရမှာပါ Rango က human version မှာတင်အာကစားနဲ့သူ့တည်းငါတပြန်တိုက်ခိုက်နိုင်ခဲ့ရင်ဒီမော version မှာလည်းတေချာပေါက် Infinity Castle အထိအသက်ရှင်နိုင်မှာပါဒါမဲ့ Rango ရဲ့အချိန်ကနေပါတာကြောင့်မူဇန်စီရရရှိမဲ့သွေးပမာဏကလည်းနေပါနိုင်ပါတယ်စလေယာကနေဒီမောဖြစ်ပြောင်းလဲတော့တာ Rango ကအပါအဝင်စုစုပေါင်း3ယောက်ရှိပါတယ်ခိုင်ကကို Rango နဲ့ခိုရှိဘိုတို့ဖြစ်ပြီးခိုရှိဘိုကပထမအောင်ဆုံးပြောင်းလဲခံရတဲ့ဒီမောဖြစ်ပါတယ်ဒါအပြင်ခိုရှိဘိုက UH ရဲ့အကိုဆိုရင်လည်းမမှားပါဘူး UH က Sunbreeding ကိုဒီထင်ခဲ့တူလည်းဖြစ်တယ်လို့မူဇန်ကတတ်နိုင်လူဆက်ဆက်ဖြစ်ခဲ့တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်Rango နဲ့ခိုရှိဘိုတို့ရဲ့လူသားဘဝကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် Rango ကအားနေတာအမှန်ပါခိုရှိဘိုကနှစ်ပေါင်း900လောက်ထိအသက်ရှင်ခဲ့တဲ့ဒီမွန်တကောင်ဖြစ်တာကြောင့်သူ့မှာနှစ်ပေါင်း900နဲ့ညီမျှတဲ့တိုက်ပွဲအတွေ့အကြုံရှိပါတယ်။ဒါကြောင့် Rango ကခိုရှိဘိုနီးပါးကြမ်းမှုဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ဒိုမာကဒီမွန်တက်တန်းတူတူလေးနဲ့အပါရန်2ဆိုတဲ့နေရာကိုရောက်ယူနိုင်ခဲ့ပါတယ်။အာဂဇာကလည်းဒိုမာနဲ့ခိုရှိဘိုကိုအချိန်တော်တော်ကြာတဲ့အထိမရှိနိုင်ခဲ့ပါဘူး။အာဂဇာက133နှစ်ကြာတဲ့အတိုင်းခိုရှိဘိုကိုလိုက်မမီခဲ့တာပါ။အခုပြောနေတာက Rango ကတက်တန်တော်တော်လေးနဲ့ဘယ်လောက်ထိတန်ပါလဲဆိုတာကိုဆွေးနွေးပေးနေတာဖြစ်ပါတယ်။ဒီမင်းကုန်းကိုခိုရှိဘိုဒိုမာနဲ့အာဂဇာတို့ကမဖြေပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်အဖြေပေးနိုင်တဲ့ခိုင်းကာကူကိုထည့်သွင်းစဉ်းစားကြပါမယ်။ခိုင်းကာကူနဲ့ Rango တို့ရဲ့ ability တွေကလည်းတိတ်မကွာတာကြောင့်ထည့်သွင်းစဉ်းစားပေးပါမယ်။ခိုင်းကာကူက anime ထဲမှာမပါဝင်သေးပေမဲ့ manga မှာတော့ပါဝင်ပြီးပါပြီ။နောက်လာမယ့် movie မှာလည်းခိုင်းကာကူကပါဝင်လာမှာပါ။ခိုင်းကကူကခိုရှိဘုံနဲ့တိတ်ဆောင်ခဲ့ပြီးဒီမွန်တကောင်ဖြစ်လာခဲ့တာပါခိုင်းကကူကဒီမွန်တကောင်ဖြစ်လာပြီးလူပေါင်းများစွာကိုစောင်းသုံးကအပမွန်စစ်ဆွေနေရာကိုရရှိခဲ့ပါတယ်ဟာရှိရာမှုတ်တဲ့စလေယာတယောက်ကအပမွန်စစ်ကိုရောက်လာခဲ့ရင်ရန်ကိုလိုဟာရှိရာတယောက်ကအပမရန်ဆွေနေရာကိုအချိန်တော်တော်လေးနဲ့တက်ရောက်လာနိုင်ပါတယ်ရန်ကိုကူကခိုင်းကကူထက်ကျန်းလာကြောင်း Infinity Castle အမှာရန်ဘလောက်ရောက်နေမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်နောက်ပြီးရန်ကိုရရှိမဲ့သွေးမစာအတက်ကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်Rango ဒါမိတ်ဆာဖြစ်သွားရင်တေချာပေါက်ငရဲကိုစားပြရမှာပါဒါကြောင့် Rango ရဲ့တွေ့မိတ်ဆာတက်က590ဖြစ်မှာပါ590ဆိုတာစိတ်နဲ့မြေကိုထိချုံနိုင်တဲ့စွမ်းအားတစ်ခုဖြစ်ပါတယ် Rango ရဲ့မိတော့တွေကနဲစုရဲ့မိတော့တွေနဲ့ဆင်တူမှုရှိပါတယ်ဒါပေမဲ့မတူတာက Rango ကတက်ရှိတွေရဲ့ဝိညာဉ်စွမ်းအားကိုထိချုံနိုင်ပါတယ်ဆိုလိုချင်တာကတက်ရှိတွေရဲ့ဝိညာဉ်ကတစ်စက်မီးလောင်တိုက်တွင်းနိုင်မှာဖြစ်ပါတယ် Rango ကသူ့ရဲ့တွေ့မိတ်ဆာတက်ကိုတိုက်မြဖို့အချိန်တစ်ပတ်လောက်တာယူရနိုင်ပါတယ်ဘာလို့ဆို Rango ကဟာရှိရာဖြစ်တာနဲ့အညီတွေ့ပေးစာအတက်ကိုလေ့လာဖို့အခက်အခဲမရှိတာကြောက်ပါ Rango ကသူ့ရဲ့ file ခဏဆက်သွင်းမစာစွမ်းအားကြောင့် Gyoko နဲ့ Hana ကိုတို့ထက်တောင်မှကျန်းနိုင်ပါတယ် Rango ကအတွက် upper rank နံပါတ်3ကနေ10အထိကလက်ကိုနေပါဘာလို့ဆို Rango မှာကနီးချင်းလိုအရာမျိုးရှိနေတာကြောက်ပါ Rango ကကျန်းပေမဲ့မွေးရှိတော်လောက်တော့မကျန်းတာအမှန်ပါမွေးရှိတော်ကနှစ်လတည်းနဲ့ဟာရှိရာဖြစ်တာတဲ့အပြင်ဒီမိုစလီအမှတ်လို့အကြတို့ပါပိုင်ဆိုင်ထားလို့ပါRango ကစစ်စစ်တွေးအပြီးလို့ရှိရင် upper rank 4နေရာလောက်ရောက်ပြီးနေပါပြီ။စာရေးသူကိုယ်တိုင်ကလည်းအာဂါဇာလိုစိတ်ဝင်စားဖို့ကောင်းတဲ့ character တစ်ယောက်ကိုအမှတ်ပုံနဲ့မထည့်ချင်တာကြောင့် Rango ကို upper rank 4လောက်ပဲထားမှာပါ။ဒါဆိုနာခိမဲက upper rank 5ဖြစ်သွားမှာပါ။နောက်တော့ဇလန်အတိုင်းအာဂါဇာလည်းတည်သွားမှာပါ။ဒီ Infinity Castle အမှာရော Rango ကတည်ဆုံးသွားမှာလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ Rango က Missouri နဲ့ Obana ကိုတိုက်ခိုက်ရမယ်ဆိုရင်တော့ Missouri က Rango လောက်မတန်ပါဘူး။
လို့ဆိုမီဆိုရီရဲ့ love breeding က flame breeding ကနေပြန်လည်ခွဲထုတ်ထားတာဖြစ်ပါတယ်ဒါအပြင်မီဆိုရီက Rango ရဲ့တပည့်တစ်ယောက်ဖြစ်ခဲ့ပူပါတယ် Infinity Castle အမှာတော့မီဆိုရီကဒီမွန်စလီယာအမှတ်ရှိနေတာကြောင့်သူမရဲ့လှုပ်ရှားမှုတွေကမြန်ဆန်နေမှာပါမီဆိုရီနဲ့ Rango တို့ထိတ်တိုက်တွေ့ရင်မီဆိုရီမှာဆရာဆိုတဲ့အရှင်ရှိနေမှာပါဒါကြောင့် Over9 ကမီဆိုရီကိုအကူအညီရမှာပါမီဆိုရီကလည်းသူ့ဆရာအနိုင်ယူနိုင်ဖို့အတွက်အစမ်းကောင်တိုက်ခိုက်မှာပါ Rango ကိုဒါဒီမွန်ဖြစ်သွားရင်ဆက်လန်ကိုလည်းထိခိုက်စေမှာမဟုတ်ပါဘူးကဲဒီနေ့ကတော့ Rango ကိုဒါဒီမွန်ဖြစ်တာခဲ့ရင်ဆိုတော့ 5F လေးကိုပြပြပေးထားတာပဲဖြစ်ပါတယ်အားလုံးလည်းကြည့်ကြမယ်လို့မြင်လင်းပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ See you